အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီကနေ့တင်ပြပေးမယ့်အကြောင်းအရာကတော့စနေကြိုခုံဖြစ်သည့်စိတ်တန်ကြိုအကြောင်းအရာတချို့နဲ့စနေသားသမီးများအတွက်အကျိုးသက်ရောက်မှုအကြောင်းမျိုးစုံကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျကဲစကြရအောင်စနေကြိုသည်သူ၏ပတ်ဝန်းကျင်တွင်လက်ပတ်နေသောလက်စွပ်ပမာလမ်းကြောင်းများဖြင့်အလှပဆုံးဟုဆိုကြပါသည်ဒါပေမဲ့အဲ့ဒီလမ်းကြောင်းများကိုမှန်ပြောင်းများဖြင့်ကြည့်မှတေချာမြင်နိုင်ပါသည်ရင်းလမ်းကြောင်းများတွင်အလွန်သေးငယ်သောခဲလုံးများရေခဲတုံးများလက်ပတ်နေသည်ဟုထင်ရပေသည်စနေကြိုသည်ဂျိုယန်လ6လုံးရှိပေသည်ရင်းလ6လုံးအနက်ထိုင်တန်ဟုအမည်ရသောလဟာအကြီးဆုံးဖြစ်ပါတယ်ထိုင်တန်လဟာကျွန်ုပ်တို့စကြဝဠာထဲမှာရှိတဲ့လအားလုံးထဲမှာအကြီးဆုံးလလည်းဖြစ်ပေသည် Greece ရှင်းဟောင်းပုံပြင်များအရကမ္ဘာဥစ္စာတွင်ကမ္ဘာကြီးနှင့်ကောင်းကင်သာရှိခဲ့ပေသည်ကမ္ဘာသည်အမဖြစ်ပြီးကောင်းကင်မှာအဖို့ဖြစ်သည်လို့ယူဆရပါတယ်သူတို့နှစ်ဦးမှပေါက်ဖွာလာသောသားသမီးများကိုထိုင်တန်များဟုခေါ်ကြပါသည်ထိုင်တန်များသည်လူပုံတရံရှိတော်လဲအလွန်ကြီးမားပါသည်ဒါကြောင့်သူတို့ကိုနတ်ကြီးများ Elder Gods ဟုခေါ်ကြပါသည်ထိုင်တန်များမှပေါက်ဖွာလာသောသူများကိုနတ်များ Gods လို့ခေါ်ကြပါသည်ထိုင်တန်များအနက်အရေးပါပုံမှာ Cronus နတ်မင်းကြီးဖြစ်သည့်စနေကြိုပင်ဖြစ်ပါသည် Cronus တို့မဟုတ်စနေကြိုဟာအခြားသောထိုင်တန်များကိုအုပ်စိုးပါသည် Cronus ဟာသူ့ဇနီးမှမွေးဖွားလာသောသူ့ရင်သွေးများကိုကလေးမွေးပြီးတိုင်းအချိန်မဆိုင်ပဲမျိုးချခဲ့သူဖြစ်သည်ဟုပြောကြပါသည်နောက်ဆုံး၌သူ့ဇနီး Rias ကသူ့ယောက်ျားမသိအောင်ဂူတစ်ခုတွင်ပုံအောင်မွေးခဲ့ရပါသည်နောက်သောအခါထိုကလေးသည် Zeus နတ်မင်းကြီးဖြစ်လာပါသည် Zeus ဟာအရွယ်ရောက်လာသည့်အခါသူ့ဖခင် Cronus အားတောက်เสียအရေးတစ်ခုပေးလိုက်ပြီးသူမျိုးချခဲ့သောသူ့ကလေး9ယောက်ဖြစ်သည့် Hestia, Demetrius, Hera, Pluto နဲ့ Neptune တို့ကိုပြန်လည်အန်ထုတ်စေပါသည် Zeus နတ်မင်းကြီးသည်ထိုအခါမှစ၍နတ်များဘုရင်ဖြစ်လာသည်ဘုရင်အရာမှကျသော Cronus ဟာအီတလီနိုင်ငံသို့ထွက်ခွာသွားပြီးအလွန်တာယာဝပြောသောနယ်ပယ်သစ်နိုင်ငံသစ်ထူထောင်၍အုပ်ချုပ်လေသည် Cronus စနေကြိုဟာလေယာစိုက်ပျိုးရေးကိုစောင့်ရှောက်သောနတ်မင်းကြီးဖြစ်တဲ့အတွက်သိပ္ပံပညာတဟုန်ထိုးတိုးတက်သောယနေ့ခေတ်၌ပင်အီတလီနိုင်ငံ၌စနေကြိုပူဇော်ပွဲကိုစောင်းရာသီတွင်ပြုလုပ်လျက်ရှိကြပါသည်ဗေဒင်ပညာအရစနေကြိုပရိယေမှာဆွေမျိုးဒါမှမဟုတ်အစေခံသဘောအားဖြင့်ပူပန်ခြင်းအစင်းအားဖြင့်အဝါနဲ့ရောင်ဓာတ်လေးပါးအားဖြင့်မီလူမျိုးအားဖြင့်ကလာအစိုးရသောအရက်မှာအနောက်ဘက်မိတ်ဘက်မှာရာဟုရန်ဘက်မှာတောက်ချာအိမ်ထောင်ဘက်မှာဗုဒ္ဓဟူအိမ်ထောင်ရန်မှာဂျာတပရိဓာတ်ဘက်မှာဂျာတပရိဓာတ်ရန်မှာတောက်ချာတို့ဖြစ်ပါတယ်ခင်ဗျာဒါအပြင်စနေကြိုသည်အလုပ်များစွာလုပ်ရခြင်းပြိုင်ဆိုင်ရခြင်းအောင်မြင်စရှိလျင်စင်စစ်မပြတ်အောင်မြင်တတ်ခြင်းတို့ကိုကိုးစားပြုပေသည်စနေကြို၏ကောင်းသောအရေးချင်းများမှာစီးရုံမှုကောင်းခြင်းအပြုသဘောအကြံဉာဏ်များရှိခြင်းတာဝန်သိတတ်ခြင်းဓလေ့ထုံးစံကိုယိုသေးခြင်းသူ့ဘာသာသူနေထိုင်တတ်ခြင်းစိတ်တူရန်ခဲယဉ်ခြင်းတရိယာခြင်းတို့ဖြစ်ပေသည်စနေကြို၏မကောင်းသောအရေးချင်းများမှာနှမျောတွန့်တိုတတ်ခြင်းသိသိမ်ခြင်းအကြံဉာဏ်သစ်များကိုလက်ခံရန်ခဲယဉ်ခြင်းခေါင်းမာခြင်းအစိုးမြင်ဝါဒရှိခြင်းအပြစ်သဘောဖြင့်ဝေဖန်တတ်ခြင်းကျင့်တဲ့ရန်ခက်ခဲခြင်းတို့ဖြစ်ပေသည်ဤဒီတို့မှာ Green နတ်ကြီးတို့နှင့်ဆက်သွယ်နေသောစနေကြိုခေါ်စိတ်တန်ကြို၏ဖြစ်ပျက်ပုံအကြောင်းအရာနှင့်ဂုဏ်တတ္တိတို့ကိုဖော်ပြပေးခြင်းဖြစ်ပါသည်နားဆင်ပေးသူအရောက်စီတိုင်းကျေးဇူးအထူးပင်တင်ရပါရခင်ဗျ